ဘူးဆိုလဲသူအရန်ကောင်းတယ်လေနော်သူဆိုလို့ရှိရင်လည်းသူဒီကားမှာဆိုအရန်အကောင်းဆုံးဖြစ်အောင်တရုပ်ဆောင်ထားဆိုတော့သူရဝိုင်းတော့ဝမ်းသာပေါ့ဟုတ်မနော်နေဘဝကိုစောက်ပြတ်တက်သွားလားပြောသားလိုက်ညီမကကျတော့အဲ့လို simple ဖြစ်တာပဲကြိုက်တယ်ဆိုတော့ရိုးရိုးရှင်းရှင်းလေးနဲ့ပဲဒီကဲဟိုကိုယ့်ရဲ့ဝိုင်းတရုပ်ဆောင်နေကိုယ့်ရဲ့ senior တွေလာပြီးတော့အားပေးမှာပါရင်ခုန်နဲ့ဆိုကိန်းဘူးပဲမသွားတာတော်တော်ကြာပြီလေပထမဆုံးပြန်ပြီးတော့မိသားစုလည်းစုံလင်သွားရမယ်ကိုယ့်ရဲ့ပုံစံအသစ်နဲ့လည်းပြန်သွားရမယ်ဆိုတော့ရှင်တော့ခုန်ပါတယ်ဟာလူမျိုးကုန်အင်းတို့တဲ့မှုအစင်ရာနိုင်ရှင်အစိုးရလိုမျိုးတက်သေးစားတယောက်အနေနဲ့ကြတော့ဒါအများကြီးဒီကဲမီဆိုတော့မမှန်ရဘူးပေါ့နော်ဟိုးဝေးရမောကြည့်ခဲ့ရတဲ့အရာမျိုးဆိုတော့အများကြီးစူးစမ်းအောင်ပါဟုတ်ဟုတ်ကဲ့မိရတော့မိသားစုအကုန်လုံးကပွဲတက်မယ်ဆိုတော့လဲစိုးဦးလည်းသွားအောင်ပါပေါ့နော်အခုဒီနှစ်ကတော့ညီမပွဲမတက်တာဆိုကြပြီညီမအကင်ပြီးပွဲမသွားဖြစ်တာဆိုရင်3-4 နှစ်လောက်တော့ရှိနေပေါ့နော်ဒီနှစ်ကကျတော့ညီမ2ယောက်တူတက်မှာဆိုတော့မိသားစုလည်းအဖေရောမေရော4ယောက်လုံးတူတက်မှာဆိုတော့ရင်ခုန်နေရပါဟုတ်တယ်မတက်ဘူးမရောက်ဖြစ်ဘူးအဲ့လိုနေခဲ့ရများတယ်ဒီတစ်ခေါက်တော့မိသားစုစုံလင်တက်မှာပါအဲ့ဒါတော့မသိသေးဘူးပေါ့နော်ဒါကတော့ညီမကကျတော့အမေတို့အဆင်ပြေတာပေါ့ညီမကကျတော့အဲ့လို simple ဖြစ်တာပဲကြိုက်တယ်ဆိုတော့ရိုးရိုးရှင်းရှင်းလေးနဲ့ပဲဒီကဲဟိုကိုယ့်ရဲ့ဝိုင်းတရုပ်ဆောင်နေကိုယ့်ရဲ့ senior တွေလာပြီးတော့အားပေးမှာပါရင်ခုန်နဲ့ဆိုကိန်းဘူးပဲမသွားတာတော်တော်ကြာပြီလေပထမဆုံးပြန်ပြီးတော့မိသားစုလည်းစုံလင်သွားရမယ်ကိုယ့်ရဲ့ပုံစံအသစ်နဲ့လည်းပြန်သွားရမယ်ဆိုတော့ရှင်တော့ခုံပါတယ်ဟုတ်ဖြစ်နိုင်တော့အကုန်လုံးရပါတယ်တော့ကောင်းတာပါဆိုတော့လူတိုင်းဒီတရုပ်ဆောင်တိုင်းကသူတို့တရုပ်ဆောင်တဲ့နေရာမှာအကောင်းဆုံးဖြစ်အောင်တရုပ်ဆောင်ထားတဲ့လူတွေကြီးပဲဆိုတော့ဒါဒီနှစ်ကတော့တကယ်အကျိတ်နေပေါ့နော်ဒါပေမဲ့အကုန်လုံးကိုတော့ရစေချင်တာပါလို့အဲ့လိုဘသူရပါစေဘာရပါစေဆိုရဲအဲ့လိုစိတ်တော့မရှိဘူးပေါ့နော်မက်ရတနာဘူးဆိုလဲသူအရန်ကောင်းတယ်လေနော်သူဆိုလို့ရှိရင်လည်းသူဒီကားမှာဆိုအရန်အကောင်းဆုံးဖြစ်အောင်တရုပ်ဆောင်ထားဆိုတော့သူရဝိုင်းတော့ဝမ်းသာပေါ့ဟုတ်အဲ့ဒါကြတော့ကိုမရွေးတတ်ဘူးပေါ့နော်အဲ့ဆိုနှစ်ယောက်လုံးကလည်းတကယ်ကိုညီမတို့ရဲ့ဒီရုပ်ရှင်လောကကြီးတကယ်ကိုအကောင်းနဲ့ဒီတရုပ်ဆောင်နေတဲ့ကလည်းပါတာဆိုတော့ဘယ်သူပဲရဝမ်းသာစရာပါပဲဟုတ်ဒီနေ့ကတော့တော်တော်လေးခုံရမှာဟုတ်တယ်ကိုကအရင်တော့ဆိုရင်တော့မသွားဖြစ်တော့ TV ကပဲကြည့်အပေးခဲ့ဒီနှစ်ကတော့ဒီဂိမ်းပေးပွဲမှာကိုယ်တိုင်သွားပြရမှာအားပေးရမှာဆိုတော့ရင်ခုန်ရတော့ပေါ့ဟုတ်ရင်ခုန်ရအောင်ပေါ့နော်ဆိုတော့ကိုကကြတော့ဒီအမှုပညာလောကကြီးဖြစ်တယ်ပြီးဒီကိုကလည်းဒီအမှုပညာလောကဖြစ်တဲ့အတွက်ဒီလိုတရုပ်ဆောင်လို့ရှိရင်ကိုဘယ်လောက်ထိတရုပ်ဆောင်ပြီးစူးစမ်းခဲ့ရလဲဆိုတော့ဒါညီမတို့ကသိရပေါ့နော်အဲ့တော့ကိုလှုပ်ထားတဲ့အရာလေးကိုဒါကိုအတိမတ်ပြူပြီးပေးရဆိုတော့ဘယ်လိုပဲဖြစ်ဒါညီမတို့အကုန်လုံးအိမ်မက်ပေါ့နော်အဲ့အတွက်တော့အကုန်လုံးကတော့ရဝိုင်းတော့ကောင်းတာပဲညီမလည်းတစ်ချိန်ကြရင်တော့အဲ့လိုမျိုးလေးရချင်တာပေါ့ဒါပေမဲ့အများကြီးစူးစမ်းအောင်ဆိုအများကြီးလိုသေးတယ်အများကြီးရောက်ဖို့အတွက်ကကြတော့လေဟုတ်ဒါပေမဲ့ trap လေဆိုပေမဲ့လည်းဒါဆိုလို့လိုမျိုးတက်သေးစားတယောက်အနေနဲ့ကြတော့ဒါအများကြီးဒီကဲမီဆိုတော့မမှန်ရဘူးပေါ့နော်ဟိုးဝေးရမောကြည့်ခဲ့ရတဲ့အရာမျိုးဆိုတော့အများကြီးစူးစမ်းအောင်ပါဟုတ်ကိုကလေးဟုတ်ကိုကလေးအများနဲ့ TV မှာပဲဟိုပြသခဲ့ရတဲ့တရုပ်ဆောင်ပေါ့နော်ကိုယ့်ရဲ့ကားလေးပိတ်ကားပေါ်မှာဒါတင်ခွင့်ရတော့မယ်ဒီနှစ်တည်းမှာမြင်ခွင့်ရတော့မယ်ဆိုတော့ဝမ်းသာစရာပါဟုတ်တရုပ်ဆောင်တွေရဲ့အိမ်မက်ကတော့ဒါကဲမီစုကိုလိုချင်ကြရတယ်ပဲပေါ့နော်ဒါကိုယ့်ရဲ့တရုပ်ဆောင်တာကိုကိုယ့်ရဲ့ဝိုင်းရင်းနဲ့သူတွေကကဲဖြတ်ပေးရကိုယ့်ရဲ့ပရိသတ်တွေကဲဖြတ်ပေးပြီးတော့အတိမတ်ပြည့်ရဲ့စုလေးဆိုတော့ဒါအကုန်လုံးရဲ့အိမ်မက်ဆိုတော့ချိန်မှာလဲကိုလည်းရခဲ့ရင်တော့ဝမ်းသာစရာပေါ့ဒါဆိုရဒါမှတ်တိုင်လေးတော့ဖြစ်သွားမှာပေါ့နော်အဲ့တော့အများကြီးစူးစမ်းအောင်ပါအများကြီးလိုသေးရဲ့ဝေးစူးစမ်းအောင်ပါဟုတ်